ပြီးခဲ့တဲ့ဘိုင်းမှာတော့တူတက်ဘက်မယ်လီယိုရက်စ်ကိုကယ်တင်ဖို့အတွက်ချန်တယ်လာကဒုစရိုက်9ပါးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ကင်းနဲ့ကိုသာတို့ဟာသူတို့ခေါင်းဆောင်ကိုကာကွယ်လို့ရအောင်လို့ပူပေါင်းတိုက်ပွဲတစ်ခုကိုထုတ်သုံးခဲ့ကြပြီးဒီတိုက်ခိုက်မှုသာငါ့ကိုတက်တက်ကြီးထိမိလို့ကတော့ငါအသက်အန္တရာယ်ပါရှိသွားနိုင်တယ်။ဒါပေမဲ့ဒီလောက်နဲ့တော့ငါ့ကိုရိုင်လဲသွားအောင်မလုပ်နိုင်ပါဘူးကွာ။ငါဘာကိုဆိုလိုလဲဆိုတာကိုမင်းကောင်းကောင်းသိပါတယ်ကိုသာလို့ချန်တယ်လာကပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ကင်းချန်တယ်လာကခေါင်းဆောင်လိုပဲဖူးကောင်တာကိုတုံးနိုင်တယ်ကွာလို့တတိပေးလိုက်ရပြီးဒါပေမဲ့သူအချက်ပေးတဲ့အချိန်မှသာသူ့ကိုတိုက်ခိုက်ရင်တော့တေချာပေါက်ထီအောင်ငါတို့လုံနိုင်လိမ့်မယ်လို့ကိုသာကပြောပါတယ်သူ့အပေါ်မှာယုံကြည်ပါတယ်လို့ကင်းကပြောလိုက်ပြီးချန်တယ်လာကဖူးကောင်တာနဲ့တိုက်ခိုက်လိုက်တဲ့အခါအဲ့ဒါကပုံရိပ်အောင်တစ်ခုသာဖြစ်နေပါတယ်ဖူးကောင်တာကိုတုံးလိုက်ပြီးနောက်ဟန်ချက်ပြတ်သွားတဲ့အခါမှာဖူးကောင်တာကိုထပ်တုံးဖို့အတွက်ကြာချိန်10စက္ကန့်လောက်တော့ရပါတယ်ဒီအချိန်10စက္ကန့်ကသူတို့တွေရဲ့အတွက်တိုက်ခိုက်ဖို့ကောင်းကောင်းကြီးလုံလောက်ခဲ့တယ်ကိုသာရဲ့လမ်းညွှန်ချက်အောင်မှာချန်တယ်လာကိုတိုက်ခိုက်မှုကောင်းတစ်ခုကိုပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သိမကြလိုက်ပါဘူးနဇိုးအုပ်စုလိုက်ကြီးကိုတွေ့လိုက်ရပြီးကင်းက increase နဲ့တိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအုပ်စုထဲမှာတော့တီရှိမှုတစ်ခုကိုသာအာရုံခံစားမိတာကြောင့်ကိုသာကသတိပေးလိုက်ချိန်မှာနောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်ချန်တယ်လာရဲ့ဖူးကောင်တာကြောင့်သူစွမ်းအားရဲ့နှဆကိုပြန်ခံစားလိုက်ရကကင်းတယောက်ဟာအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ခုနကမြားကခမားကိုတက်တက်ကြီးထိသွားခဲ့တာလေခမားတန်ရာအကြီးကျယ်တော့ရသားတင်တယ်မလားလို့ကိုသာကမေးလိုက်တဲ့အခါအဲ့ဒီမြားကအစွမ်းကြီးတာတော့မှန်ပါတယ်တစ်ချက်တည်းနဲ့ငါဖန်တီးထားတဲ့မော်ဒါစီကိုချိုးပြနိုင်ခဲ့တာပေါ့အတားအဆီးကအဲ့ဒီများကိုပြေဝမကာဝယ်ပေးနိုင်ခဲ့တာကြောင့်ငါနည်းနည်းပါးပါးတော့ထိသွားခဲ့တယ်လေကိုသာကြီးရတာတော့မင်းကိုလည်းငါနည်းနည်းပါးပါးတော့ပြစ်ပေးရမယ်နဲ့တူတယ်လို့ချန်တယ်လာကပြောလိုက်ပါတယ်သူ့ရဲ့သွေးနဲ့မော်တင်ဂီတာတစ်ခုကိုဖန်တီးလိုက်ပြီး Absolute Order ဆိုတဲ့တိုက်ကွက်ကိုထုတ်တုံးလိုက်တာကြောင့်ကိုသာတယောက်ဟာအောက်ကိုပြုတ်ကျသွားပါတယ်သူတုံးလိုက်တဲ့မော်မတ်တာကကိုသာရဲ့ကိုယ်ပေါ်မှာပေါ်နေခဲ့ကငါ့ကိုအနောက်ရက်မပေးဖို့အတွက်မင်းကိုမိန်ပေးတယ်လို့ပြောလိုက်ပြီးတဲ့နောက်မှာတော့ကိုသာတယောက်ဟာညီကျသွားခဲ့ပါတယ်အဲ့ဒီနောက်မှာအဲလီဇဘတ်နဲ့မယ်လီယိုရက်စ်တို့နာကိုဆင်းလာခဲ့ကမင်းကိုတက်ပြီးမယ်လီယိုရက်စ်ကိုခေါ်သွားမယ်မင်းကိုဘယ်လိုတက်ရမလဲလို့ပြောကတက်နီးပေါင်းစုံကိုရွတ်ပြခဲ့ပါတယ် Dragon Claw ဆိုတဲ့တိုက်ကွက်ကိုထုတ်တုံးလိုက်တဲ့အခါမှာတော့ဒီယာနေက Heavy Metal နဲ့ကာဝယ်ပေးလိုက်ပါတယ်လူဘလူးတွေရဲ့ခန္ဓာကိုယ်ကိုကျုံနိုင်စွမ်းရှိတဲ့တိုက်ကွက်ကိုတီလာပြန်အောင်မှတ်ရလာပြီကွာအဲ့ဒီတိုက်ကွက်ကိုတုံးပြီးတော့လူဘလူးပေါင်းများစွာကိုငါတက်ပြတ်ပူခဲ့တယ်လို့ပြောပြီးတဲ့နောက်မှာ Christmo Requiem ဆိုတဲ့မော်စွမ်းကိုတုံးပြပြီးချော်ရည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့အကုန်လုံးကိုလာခဲ့နေသွားခဲ့သူကတော့ဗန်ပဲဖြစ်တယ်ကင်းနဲ့ကိုတာတို့ရဲ့တိုက်ကွက်ကသူ့ရဲ့စိတ်စွမ်းအားကိုပါထိခိုက်အောင်လုပ်ခဲ့တာကြောင့်စွမ်းအားမတည်ငြိမ်တာကိုအနှဲငယ်ခံစားနေရပါတယ်။မယ်လီယိုဒက်စ်နဲ့မင်းတို့တွေကမိတ်ဆွေတွေမဖြစ်တင်ဘူးဆိုကတိုက်ခိုက်နေတဲ့ချန်တယ်လာရဲ့တိုက်ကွက်တွေကိုကင်းကကောင်းကောင်းကြီးကာဝယ်ပေးလိုက်ပါတယ်။ဂိုတာနဲ့2ယောက်ပေါင်းပြီးတော့မော်စွမ်းအားကိုတဝက်လောက်လျှော့ချထားနိုင်လိုက်လို့အရင်လောက်တော့စွမ်းအားမထွက်တော့ပေမဲ့ငါမင်းသားလေးရဲ့ပျော်ရွှင်မှုမှာမင်းတို့ကိုမလိုအပ်တော့ဘူးလို့ပြောကချန်တယ်လာကချော်ရည်တွေနဲ့ဇက်တိုက်ပစ်ပါတော့တယ်။ကင်းကရောက်လာတဲ့များတိုက်ကွက်တွေကို increase နဲ့ပစ်ခွင်နေခဲ့တယ်လို့ဒီယာနေကလည်းတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားလိုက်ပါတယ်။ကျမတို့လည်းကောင်းဆောင်ကိုပြောကြည့်နေတာပါပဲ။ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုကအဲလီဇဘတ်ကိုပျော်ရွှင်စေချင်တာလေးဆိုပြီးတော့တစ်ချက်ကြွေးထည့်လိုက်တယ်ကင်းကိုကျမကလိုအပ်တယ်လို့မျိုးအဲရင်းကိုလည်းဘန်ကလိုအပ်တယ်လို့မျိုးနာဂျာကိုကိုတာကလိုအပ်တယ်လို့မျိုးအဲလီဇဘတ်ကိုလည်းတူလိုအပ်နေတာဆိုပြီးဇက်တိုက်ကိုထိုးနေခဲ့ပါတယ်ဒါပေမဲ့လည်းဒီယာနဲ့ဟာချန်တယ်လာရဲ့တောင်မွေးနဲ့ရိုက်ထုတ်တာကိုခံလိုက်ရပြီးတော့ဘန်ကချန်တယ်လာကိုချုပ်ထားလိုက်ကကင်းကို increase တွေနဲ့ဇက်တိုက်ကိုပြစ်ခွင်းခိုင်းလိုက်ပါတယ်ငါရဲ့ချစ်လားစွာသောမိတ်ဆွေကြီးမင်းရဲ့တဲကနာကျင်မှုကိုငါကိုချင်းမဆာပေးမိခဲ့ပဲဆိုရတဲ့စကားလုံးတွေပဲပြောခဲ့မိရဲ့မင်းချစ်တဲ့မိန်းမဟာမင်းရှိမှနှကားပြန်တီတာကိုမြင်ရတဲ့ခံစားချက်ကိုမင်းနားလေလို့လားတဲ့လေငါဟာဒီကဘာပေါ်မှာဝမ်းနေစရာအကောင်းဆုံးလူလို့ထင်ခဲ့မိတာငါ့ကိုတောင်းပန်ခွင့်ထပ်ပေးပါကွာဒါကြောင့်မင်းမျက်တတိပြန်လေလာပါတော့လို့ဘန်ကပြောပြီးချန်တယ်လာကိုချုပ်ထားရင် increase ရဲ့တိုက်ခိုက်မှုတွေကြားခဲ့ကနေအော်ဟစ်နေခဲ့ပါတယ်ဒါပေမဲ့လဲချန်တယ်လာဟာဘန်ကိုစိစိမ့်ပေါ်မှာပြည့်အောင်ဖျက်ဆီးလိုက်ပြီးတဲ့နောက်အစွမ်းတွေမြောင်များနဲ့တိုက်ခိုက်တဲ့အခါကင်းဟာလည်းကြာမတောင်းခံနိုင်တော့ဘူးဖြစ်သွားပါတယ်။ကင်းတယောက်သူနဲ့မယ်လီယိုဒက်တို့ပထမဆုံးစားတွေ့ချိန်ကိုတတိယမိသွားပါတယ်။ဟဲဘရန်ကတရွာလုံးကလူတွေကိုတက်ပစ်နေတာကြောင့်သူဟာတားဆီးခဲ့ပြီးဟဲဘရန်ကိုတက်ခဲ့ရပါတယ်။ဒါပေမဲ့လူတွေကိုရက်ဆက်စွာတက်ခဲ့တဲ့အမှုနဲ့သူဟာဖမ်းခံခဲ့ရတယ်။မင်းဘာလို့မှန်ကိုမပြောခဲ့တာလဲကွာ။တေးသွားတဲ့နှက်တငယ်ကမှတရကန်စစ်မလား။ဒီပုံစံတိုင်းဆိုရင်မင်းကိုလူသက်သမားပြဆက်ဆံကြလိမ့်မယ်လို့မယ်လီယိုဒက်ကပြောခဲ့ပါတယ်။ခမည်းဘလို့တီးနေတာလဲ။900လုံးကျုပ်ရဲ့ချစ်ရဆုံးတငယ်ချင်းကစိတ်ထိခိုက်နာကျင်ခဲ့ရတယ်။ကျုပ်ရဲ့ညမလေးဟာလည်းကျုပ်ပြန်လာကိုတော်ထဲမှာစောင့်နေပေမဲ့သူ့ကိုကျုပ်ကထားခဲ့မိခဲ့တယ်။ကျုပ်ချစ်တဲ့မိန်းကလေးကိုပေးထားတဲ့ကတိကိုလည်းကျုပ်ကချိုးပြန်မိခဲ့တယ်။ကျုပ်ဟာရန်ကိုဆိုးရတဲ့ဘရင်မပြလို့ကင်းကပြန်ပြောခဲ့ပါတယ်။မင်းကနှက်တငယ်ဘရင်လားကွာ။ဘရင်တွေဆိုတာကလှုပ်ချင်တာကိုလှုပ်ခွင့်ရပြီးတော့သဘောမကျတဲ့လူကိုတက်ခွင့်ရှိတယ်လို့ထင်ခဲ့တာ။ဘရင်တိုင်းကကြီးတို့တွေကြီးပဲလေမင်းတို့ဘရင်မျိုးရှိနေမယ်လို့မထင်ထားခဲ့ဘူး။တစုံတယောက်အတွက်ငိုကြွေးပေးတဲ့ဘရင်ဆိုတာကမင်းမဲရှိမယ်တင်တယ်။
မင်းကတကယ်ကိုလေးစားကုန်ယူထိုက်တဲ့ဘရင်ပါကွာဆိုတဲ့မယ်လီယိုရက်စ်ရဲ့ပြောစကားကိုကင်းကဘယ်တော့မှမမေ့ခဲ့ပါဘူးသူတို့ပထမဆုံးစားတွေ့ချိန်မှာပြောခဲ့တဲ့စကားတွေကသူ့ကိုစိတ်သက်သာရာရစေခဲ့ပါတယ်ကာကွယ်ပြီးတိုက်ခိုက်နေတဲ့ကြားကနေချန်နယ်လာရဲ့မြားတစ်ချောင်းကတိုးဝင်လာခဲ့ကအဲလီဇဘတ်ကိုထိမှန်သွားခဲ့ပါတယ်ကိုဒါဟာလည်းအဘဇော်လူအော်ဒါဆိုတဲ့မန်နန်ကိုမိနေတာကြောင့်ဘာမှလုံးမရဘူးဖြစ်နေခဲ့တယ်သူ့ရဲ့ချိန်စာအမှတ်သားကသူ့ညာဘက်လက်ဝါးမှာရှိနေတဲ့၍သူ့ကိုငါအာခံမိတာနဲ့ငါတစားစီဖြစ်သွားလိမ့်မယ်ဒူးစရိုက်ခုနှစ်ပါးအဖြစ်နဲ့ငါကြာဆက်နေချင်နေတယ်လို့ကိုဒါကပြောနေပါတယ်ကိုဒါပြောတဲ့စကားတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ဟောချန်လီကထွက်သွားခဲ့ပါတယ်ကင်းကလည်းချန်နယ်လာရဲ့တိုက်ကွက်တွေကိုဆက်လက်မတောင်းခံနိုင်တော့တာကြောင့်လွင်ထွက်သွားခဲ့ပြီးဖြစ်ပြီးဟော့ကချန်နယ်လာရဲ့မှတ်သားကိုတွားပြတ်ဖို့ကြိုးစားခဲ့ပေမဲ့သူပဲထိုးခံလိုက်ရပါတယ်ဒူးစရိုက်ခုနှစ်ပါးဆိုတဲ့မင်းတို့ကောင်တွေကိုအခုဒီတိုက်ကွက်နဲ့ဆုံးသက်ပေးမယ်ဆိုပြီးချန်နယ်လာကပြောတဲ့အချိန်မှာအဲလီဇဘတ်ကသူ့အစွမ်းကိုထုတ်သုံးခဲ့ပါတယ်ရှင်းကိုမယ်လီယိုရက်စ်ကိုမပေးလိုက်နိုင်ဘူးဘသူ့ကိုမှလည်းရှင်တတ်တာမခံစီရဘူးလို့ပြောပြီးအကုန်လုံးကိုကူတာပေးခဲ့ပါတယ်အဲ့ဒီနောက်ဂိုဒါကချန်နယ်လာကိုထိန်းချုပ်ထားလိုက်ပြီးကင်းကလန်အစွမ်းနဲ့အပေါက်ပေါက်ပေးလိုက်ပါတယ်ချန်နယ်လာကိုနိုင်ယူနိုင်ခဲ့ပေမဲ့ဒီယာနယ်ဟာမူလရွယ်စားကိုပြန်မရသေးတယ်လို့ညမောင်ကလည်းပြောင်းမသွားသေးပါဘူးဂိုဒါကတော့အားလုံးကိုတောင်းပန်ပါတယ်50သိန်းရောက်လာပြီးနဲ့တူတယ်လို့ပြောကအယုတ်ကျိုးပြက်လဲကျသွားခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးဟာကျိုးချေကုန်ပါတယ်9ရက်မော်စွမ်းအားနဲ့တောင်မှဂိုဒါရဲ့ခန္ဓာကိုယ်ကိုပြန်ကူတာပေးလို့မရဘူးလို့အဲလီဇဘတ်ကပြောနေခဲ့ကချန်နယ်လာလက်ကချိန်စာမှတ်သားမပြောက်သွားပဲကိုဒါဟာတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ဟောချန်ကတွေ့ထားခဲ့ပါတယ်။သူအသက်သေရမယ်ဆိုရင်တော့မှအကုန်လုံးကိုကာဝယ်ပေးခြင်းနဲ့စိတ်ကြောင့်ကိုဒါဟာချိန်စာကိုစန့်ကျင်ပြီးတော့ချန်နယ်လာကိုတိုက်ခိုက်ခဲ့တာပဲဖြစ်တယ်။ကျူးဆက်ကတော့မော်စရာကြီးချန်နယ်လာကိုသူတို့နိုင်ယူနိုင်ခဲ့တယ်တဲ့လား။ဒူးစရိုက်ခုနှစ်ပါးကတော်တော်စွမ်းတတ်ကြတဲ့ပုံပဲ။ဒါပေမဲ့သူတို့ရဲ့စွမ်းကလိုအပ်တဲ့လောက်မကြည့်ဘူးဆိုတော့နောက်ဆိုရင်သူတို့တက်ကိုပါပေးဆက်ရတော့မယ်ထင်တယ်လို့ပြောနေခဲ့တယ်။ကျူးဆက်ပြောတဲ့အတိုင်းချန်နယ်လာကပြန်ထလာခဲ့ကနဇိုးတကောင်အဖြစ်ပုံစံပြောင်းသွားခဲ့ပြီးအစွမ်းတွေလည်းပိုတိုးလာခဲ့ပါတယ်။